သူတောင်းစားမလေးဟာခွေးတိုးပေါက်ကနေတဆင့်နန်းတော်ထဲကိုတိတ်တဆိတ်ဝင်ရောက်လာခဲ့ပါတယ်အလွန်မင်းဗိုက်စာလောင်နေတာကြောင့်စပွဲပေါ်ကပေါက်စီတစ်လုံးကိုကောက်ယူပြီးပါဇက်ထဲအတင်းထိုးထည့်လိုက်ပါတယ်ဒါပေမဲ့သူမမမျိုးချနိုင်ခင်မှာပဲအဆောင်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာမင်းသားကအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာပါတယ်စပွဲပေါ်မှာအရသာရှိတဲ့အစားအစာတွေအများကြီးရှိရတဲ့ဘာလို့ပေါက်စီတစ်လုံးထဲကိုပဲရွေးချယ်ခဲ့တာလဲလို့မင်းသားကသူတောင်းစားမလေးကိုမေးမြန်းလိုက်ပါတယ်သူတောင်းစားမလေးကပေါက်စီဟာဈေးသက်သာဆုံးဖြစ်လို့ပါကြက်ဥတွေနဲ့ကြက်သားတွေကိုတော့မယူရဲခဲ့ပါဘူးလို့ပြန်ဖြေပါတယ်ဒီစကားကိုကြားရတော့မင်းသားကဂယုဏတက်သွားပြီးအစားအစာတွေအကုန်လုံးကိုသူမကိုပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာသူတောင်းစားမလေးကအနီးနားမှာလဲလျောက်နေတဲ့လှပတဲ့အမျိုးသမီးတစ်ယောက်ကိုမြင်လိုက်ရပါတယ်သူမကဒီအမျိုးသမီးဟာဘယ်သူလဲဆိုတာကိုစူးစမ်းကျင်စိတ်နဲ့မင်းသားကိုမေးမြန်းလိုက်ပါတယ်မင်းသားကဒါဟာသူ့ရဲ့ဇနီးတဲ့ဖြစ်ပြီးကံမကောင်းစွာနဲ့ဆုံးပါသွားခဲ့ပြီဖြစ်ကြောင်းပြောပြပါတယ်ဒါပေမဲ့သူတို့ဘေးနားကပီအိုနီပန်းပွင့်လေးကတော့တိုးတိုးလေးလန့်ပြောနေပါတယ်မင်းသမီးကမတည်သေးပါဘူးအစိတ်မိပြီးတတိလစ်မေ့မျောနေတာပါလို့ပြောနေတာပါတိုးတော်လဲပီအိုနီပန်းပွင့်ရဲ့စကားတန်ကိုသူတောင်းစားမလေးတယောက်ထဲသာကြားနိုင်တာဖြစ်ပါတယ်သူမကကြားရသမျှအကြောင်းအရာအလုံးကိုမင်းသားစီအမြန်ပြန်ပြောပြလိုက်ပါတယ်ဒါပေမဲ့နန်းတွင်တမားတော်ကတော့ခေါင်းခါပါတယ်သူမင်းသမီးကိုတေချာစစ်ဆေးပြီးပြီဖြစ်ကြောင်းအသက်ရှင်နေဖို့ဆိုတာလုံးဝမဖြစ်နိုင်ကြောင်းညင်းဆိုပါတယ်ပီအိုနီပန်းပွင့်လေးကထပ်ပြောပြန်ပါတယ်အစိတ်တွေကိုအယုတ်တယုတ်ထဲမှာချိတ်ပိတ်ထည့်သွင်းထားတာဖြစ်ပြီးအဲ့ဒီအယုတ်ကိုမီးရှို့လိုက်မှသာမင်းသမီးပြန်နိုးလာလိမ့်မယ်လို့ဆိုပါတယ်ဒါကိုကြားတော့သူတောင်းစားမလေးကအနီးနားမှာရှိနေတဲ့အယုတ်ကိုကောက်ယူလိုက်ပါတယ်ဒါပေမဲ့အဆောင်တွေကသူမကိုတားဆီးလိုက်ကြပါတယ်ဒီအယုတ်ဟာမင်းသမီးရဲ့ပျောက်ဆုံးသွားတဲ့သမီးလေးစီကကြံရစ်ခဲ့တဲ့နောက်ဆုံးသောအမွေအနှစ်ပစ္စည်းဖြစ်နေလို့ပါပဲဘလို့အကြောင်းပြချက်နဲ့မှဘသူ့ကိုမှဒီအယုတ်ကိုထိခွင့်မပေးပါဘူးမင်းသားကိုယ်တိုင်ကလည်းအယုတ်ကိုပြန်ချထားဖို့သူမကိုဖြောင်းဖြပါတယ်ဒါပေမဲ့ပီအိုနီပန်းပွင့်လေးကတော့မီးရှို့ပစ်ဖို့သူတောင်းစားမလေးကိုတောက်လျှောက်တိုက်တွန်းနေပါတယ်ဘာမှတွေ့ဝေမနေတော့ပဲသူတောင်းစားမလေးကအယုတ်ကိုမီးဖို့တဲ့တန်းပြီးပစ်ထည့်လိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲလောင်ကျွမ်းနေတဲ့အယုတ်စီကမီးခိုးငွေတွေဟာကင်းမီကောက်မဲမဲကြီးတစ်ကောင်အတွင်ပြောင်းလဲသွားပါတယ်မီးခိုးတွေလွင့်စင်ပျောက်ကွယ်သွားပြီးနောက်မင်းသမီးကမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လာပါတော့တယ်ပျော်ရွှင်လွန်းလို့မင်းသားကအရှိကိုပြေးသွားပြီးမင်းသမီးကိုပွေ့ဖက်လိုက်ပါတယ်သူမရဲ့အရှိကကောင်မလေးကိုကြည့်ပြီးမင်းသမီးကသူမရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်လိုက်လဲကျေးဇူးတင်သွားပါတယ်သူမကသူတောင်းစားမလေးကိုရင်ဝင်ထဲထည့်ပြီးဖတ်ထားလိုက်ပါတယ်ရုတ်တရက်သူမတွေးမိလိုက်တာကတော့တကယ်လို့သူမရဲ့သမီးရင်းလေးသာအသက်ရှင်နေသေးရင်ဒီကောင်မလေးအရွယ်လောက်ရှိနေမှာပဲဆိုတာပါပဲအဲ့ဒီအချိန်မှာမင်းသားကသူတောင်းစားမလေးကိုမွေးစားဖို့အကြံပြုလိုက်ပါတယ်မင်းသမီးကလည်းဝမ်းမြောက်ဝမ်းသာသဘောတူလိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးသူတောင်းစားမလေးဟာနေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်တန်းခွင့်ရရှိသွားပါတော့တယ်သူမဟာဘယ်တော့မှအစားအစာအတွက်ပူပန်စရာမလိုတော့ပါဘူး